အားလုံးပဲမင်္ဂလာပါကျမကဒီ live ကလေးကိုကျမပြောပြပါမယ်ဒီနေသူရင်းဆိုတဲ့အကောင့်ပိုင်ရှင်ဖြစ်ပါတယ်ဒါဒီကျမကို Messenger group တွေကနေဆဲနေတဲ့အကောင့်ဖြစ်ပါတယ်ဒါသူရုပ်ဟုတ်မဟုတ်မသိပါဘူးเนาะဒီနေသူရင်းဟာတောက်လျှောက်ဆဲနေတာပါအခုလဲဓမ္မကြည့်လိုက်လူမှုကွန်ရက်မှာထင်ရှားနေတဲ့ချမ်းမမြတော်ရဲ့ယက်တိချက်ကတော့ဘောမဆိုတာအားလုံးအတွက်ရှင်းလင်းသွားဖြစ်ပါဒါပေမဲ့သူ့ထက်ပိုကြောက်ဖို့ကောင်းပြီးလူဘာဝနေတာကတိမ့်တန်မဆိုတဲ့အကောင်ပါပဲကောက်မှပါပဲတိမ့်တန်မရဲ့လောက်ရက်တရယွန်ရှာပွဲကောင်းရုံပြည်သူအပေါ်တစ္ဆာဖောက်ခဲ့တာတကယ်ဘဲနေသူတွေကိုပြောချင်တာငါပြည်သူအပေါ်ဘာတစ္ဆာဖောက်ခဲ့တာလဲအေးနင်တို့ဘက်ကလူအောက်တန်းစားတွေပြောတယ်လို့မျိုးငါကနေပြီးတော့ဒီတန်ယုံမှာတွားပြီးတော့တက်တန်းတိုးတာတက်တန်းတိုးတာကငါတွေမဟုတ်ဘူးလူတိုင်းတက်တန်းတိုးတာဒါဆိုမြန်မာပြည်ကနေပြီးတန်ယုံကိုဖြတ်ပြီးတော့ကိုရီးယားကိုလာဘာလာအကုန်လုံးဘာလုပ်ရတာလဲတက်တန်းတိုးရတယ်လက်မှတ်ထိုးရတယ်အဲ့ဒါဆိုနင်တို့လူအောက်တန်းစားအဖွဲရဘာကိစ္စနဲ့မပြောတာလဲတက်တန်းတိုးတာငါတယောက်တည်းမဟုတ်ဘူးအကုန်တိုးနေတာဟုတ်ပြီနော်တော်လန်ရေးလူလမ်းပုံငွေအလွဲသုံးစားလောက်တယ်2021အစောပိုင်းကာလတော်လန်ရေးအတွက်ရပြူသိမ်းဘာမှငါဘက်ကနေပြီးတော့မှလုတ်စရာဘာအကြောင်းမှမရှိဘူးတကြက်တပြားမှငါမဖိုးပါကနေသူရင်းဆိုတဲ့အကောင့်ပိုင်ရှင်ရဲ့မိဘတွေဒီအသေးစိုးနဲ့သေးပါစေနေသူရင်းဒီလည်းဘဝပြတ်ပါစေနေသူရင်းမွေးထားတဲ့ကလေးတွေဒီလည်းအသေးစိုးနဲ့သေးပါစေကျမဟာဘတော်မှသူများရဲ့ပစံတကြက်တောင်မှမခိုးခဲ့ဘူးဒီအသက်ရွယ်ထိဟုတ်ပြီနော်ဒီဟာတွေအားလုံးလည်းကျမမှာအားလုံးတက်တဲ့အထောက်ထားရှိဖို့ကျမရဲ့ Hero Charity Team ဆိုတဲ့ page မှာအကုန်တင်ထားပြီးသားအဲ့ဒီမှာသာသနာမီကိုအသုံးချပြီးတော့လိန်လေချင်းရေဘေးနဲ့ငလျင်ဘေးအလူငွေတွေကိုရေဘေးနဲ့ငလျင်ဘေးအဲ့ဒီတော့မဟုတ်ပါဘူးဒီလိုခွေးရံစားဖာတယ်မတာနေသူတွေကအဲ့လိုတွေပြောနေတာဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကရေဘေးနဲ့ငလျင်ဘေးလည်းမရှိပါဘူးနော်သာသနာမီရေဘေးနဲ့ငလျင်ဘေးအဲ့ဒီ2020တုန်းကဘာမှရှိလို့ပါလဲရေဘေးနဲ့ငလျင်ဘေးလည်းမရှိဘူးအဲ့ဒီအချိန်တုန်းကကျမတို့ကကောက်ထားတဲ့အလူငွေကိုဥတုမင်္ဂလာဆိုတာဒေဝဆရာတော်ဖခင်ရဲ့ဘဏ်အကောင့်နာမည်လဲလောက်ထားပြီးသား350လဲလှူထားပြီးသားမယုံရင်အဲ့ဒီဘဏ်အကောင့်နဲ့တိုက်စစ်လိုက်ဟုတ်ပြီနော်ဒေဝဆရာတော်လို့ထိမှတ်ထားပဲတကယ်တမ်းမှာတော့အဲ့ဒီဖီကသူ့အဖေဒုံလဘဝစ်စင်ကရခဲ့ကျမအဖေလဲဒုံလဘဝစ်တာဘယ်နှခုနှစ်ကမှလည်းမသိတော့ဘူးကျမလည်းဒီဥတုမင်္ဂလာကျမအဖေနာမည်လည်းမဟုတ်ဘူးအဲ့တော့ကျမပြောထားတဲ့အဲ့ဒီဟာနဲ့ဥတုမင်္ဂလာဒေဝဆရာတိုက်စစ်လိုက်လို့မှန်ကန်ပါကနေသူရင်းဒီအမေအဖေအသေးစိုးနဲ့သေးပါစေသူမွေးထားတဲ့ကလေးတွေအသေးဆိုမီးလောင်တင်ငလျင်လောင်သေးကျမဓာတ်ရိုက်ကိုချိန်စာတိုက်တာပါကျမပြောထားပြီးသားကျမပါဇက်ကချိန်စာတိုက်အမြဲတမ်းဖြစ်လာတယ်ကျမတို့တော့ဓာတ်ရိုက်မစော်ကားစီနဲ့စော်ကားတဲ့လူတွေကကျမပြောထားပြီးသားအရင်ကတည်းကအချိန်တော့နည်းနည်းကြာမယ်အမှန်တရားပေါ်ပေါက်လာစေရမယ်ဒီခွေးရောင်စားဟာမကြခင်မှာကားတိုက်သေးမီးလောင်သေးဘဝပြတ်မှာသေးကြတယ်မြင်ကြည့်လိုက်အဲ့တော့ဓာတ်တိုက်စစ်လိုက်မဟုတ်ရှင်ကျမကိုပြောအဲ့ဒီမှာ350မလားကျမ35000ကျော်မယ်နော်နင်တို့တွေကငါ့ကိုပတ်စံမရှိဘူးလို့ပြောထားတယ်မလားနင်တို့35000လောက်ကတော့ငါမစမဖွဲဘူးဒီမှာ90ကနေ9000ပေးမယ်နေသူတွေကကျမမှားခဲ့ရင်90ကနေ35000ပေးမယ်နော်ကျမညာခဲ့ရင်အဲ့ဒီဘန်နဲ့တိုက်စစ်လိုက်လို့ကျမရဲ့350ဟာဒီထဲထဲမှာဝင်နေတယ်ဆိုပါကနေသူတွေအနေနဲ့35000ပေးမလားခွေးရံစားလူရံစား Messenger တွေကနေတောက်လျှောက် group ဖွဲ့ပြီးတော့ဆဲနေတယ်လူအောက်တန်းစားမိမဆုံးမဖမဆုံးမအကောင်ရဲ့အကောင်ဒီမှာနော်တင်ထားတော့ဒီလိုမျိုးတင်ထားတယ်နေသူတွေဒီမှာသူ့ရဲ့ URL နေရောခွေးရံစားအသေးစိုးနဲ့သေးပါစေနော်အဲ့တော့35000ချင်းနော်နေသူတွေနင်ကောင်းမှတ်တာနေ့ကိုတစ်နေ့မှာငါလာရှာမှာ35000ချင်းနော်ဦးသူမင်္ဂလာရဲ့ဘဏ်အကောင့်ကျမပြမယ်ကျမလှူထားတာတကယ်ပဲဒေဝဆရာတော်ဖះရဲ့အကောင့်မှာ350ဝင်နေတဲ့ဆိုပါကဒီကောင်ကကျမကို35000ပေးရမယ်မဝင်ဘူးဆိုမှကကျမဒီကောင်ကို35000ပေးမယ်နော်ဒါကျမလိုက်လွှင့်ပြီးပြောတာဒလန်လောက်ရမြန်ဒလန်ကဘယ်လူကိုဒလန်ပါလဲကျမကိုဒလန်လို့စပြောတာကိုရီးယားနိုင်ငံရဲ့ဗတောက်ရိတ်ကစိုးမိုးသူအမြဲတမ်းပြောနေတာရွှေမိုးစိုးမိုးသူနဲ့ရွှေမိုးကိုငါတက်လိုက်ရပြီးရင်ဘာလုပ်မလဲဆိုတာစောင့်ကြည့်လိုက်ငါဒလန်ဟာဘာလုပ်တယ်လဲငါ့ကိုချပြလိုက်နေသူတွေကလဆင်လှူနေတာလားချပြโอเคငါလည်းလဆင်လှူနေတာလားအကုန်ချပြမယ်ဟုတ်ပြီနော်နေသူတွေနင်35000ပေးဖို့မစင်စားနဲ့တရောင်စားဒီဟာကိုမှတ်ထားနော်မှတ်ထားပြီးနေကိုအတရေဖြတ်မှုနဲ့ငါနေကိုထောင်ချမှာမှတ်ထားဒီဟာကိုပြီးတော့ဘောမှသွားတဲ့ချမ်းမြတ်တော့ပြည်သူငွေနီးမျိုးစုံလိမ့်လဲနဲ့ပြည်သူငွေကိုနီးမျိုးစုံနဲ့လိမ့်နေလားဘယ်တော့မှလိမ့်လဲတာတော့ပြောဘယ်တော့မှလိမ့်လဲတာလဲကျွန်တော်တို့လူထုအတွက်တော့ယွန်းရှာဘက်ကောက်မှာဒီခွေးတရောင်စားဟာအမြဲတမ်း Messenger မှာဆဲဆိုနေတဲ့တရောင်စားဖြစ်တယ်သူ့မိဘတွေကမဆုံးပါဘူးလား
တိန်9000ကြီးကိုနေသူတွေနဲ့ကျမနဲ့လောင်းလိုက်ပြီနော်နေသူတွေတိန်9000ကြီးနော်နင်းနဲ့ငါနဲ့နင်းဒီယောက်ျားဖြစ်ယောက်ျားပါကယောက်ျားဆိုလို့ရှိရင်နိကတိကိုနင်းတီတရောင်းစားအဲ့ဒါသူ့ကို messenger တွေကပို့လိုက်တာနော်ကျမပြောထားပြီးသားနော်ကျမတင်ထားတဲ့ဒေယိုဆရာတော်ဖះရဲ့အကောင့်ကိုကျမလွှဲထားတာ2021က350တကယ်ကိုမှဝင်နေတယ်ဆိုပါကဒီကောင်ဟာကျမကိုဘာလုပ်ပါ35000ပေးရမှာမဝင်ဘူးဆိုပါကကျမ35000ပေးမှာနော်အဲ့ဒါဒီဟာကိုကျမလိုက်လွှင့်တာဒီလိုလူအောက်တန်းစားတွေခွေးတောင်စားတွေဖာတယ်မှသားသမီးတွေကြောင့်ဒီလိုတွေဖြစ်နေတာနော်ငါတို့ကတိတိကျကျလုပ်ခဲ့တာမှန်ပါကလေငါဘဝကြီးအေးစစ်စစ်ပဲနင်တို့ဘဝတာဓမ္မဒါသူ့အကောင့်လားဘာအကောင့်လားမသိပေမဲ့ကို့အမေနဲ့ကိုပြန်မူစကူတူးထားတဲ့တောင်စားတွေစောက်စကားပြောပုံက Messenger မှာအကောင့်ဆဲထားတဲ့ဟာကျမရှိမှာaccess ရှိတယ်တောင်စားတွေဆဲနေတာမှရေးလဲလဲအခုအဲ့ဒီတောင်စားတွေရဲ့ Messenger group ကိုဖျက်ပြေးသွားပြီဒီနေသူရင်းဆိုတာဘယ်ခွေးတောင်စားလဲဘယ်မိမအပေါက်ဖွာလာတယ်ငါမရိုင်းနဲ့ဖြုံမယ်ဟမ်နင်တို့လိုလူအောက်တန်းစားတွေစာမတက်ပေမတက်ဘယ်ခွေးကြောင်ခွေးပေါက်ကနေလူဖြစ်လာတဲ့လူတွေတော့ဟမ်နင်တို့က35000ကျင်းနော်ခွေးတောင်စားပတ်ပြေးဖို့မစင်စားနဲ့ငါတဲဖိုက်တာစစ်ကြည့်လိုက်အဲ့ဒီဘဏ်အကောင့်နဲ့သူနဲ့ငါလွှဲထားတာ350ရှိမရှိဘူးအေးနင်တို့မစစ်ရင်လည်းငါတနေ့ကြာပြန်စစ်ပေးမှာဟုတ်ပြီနော်ဘဏ်အကောင့်နဲ့ရက်ဆွဲနဲ့တိတိကျကျငါကိုတိုင်းတလိုက်ရပြီးသွားလို့ဆရာတော့ရှီကိုသွားပြီးငါရှောက်တင်ပြီးတော့ငါလောက်ပြမှာအဲ့ဒီချိန်ကျရင်ခွေးတောင်စားနေသူတွေကိုဘယ်သူတွေလဲဆိုတော့ကောင်းကောင်းသိမှာပါဟုတ်ပြီနော်ဒါမှခွေးတောင်စားနေသူတွေအဲ့တော့သူ့ရဲ့လင့်လေးပါလေးကိုဘာလုပ်ထားမလဲကျမဟုတ်စားယူထားလိုက်အောင်မယ်ဒီခွေးတောင်စားဒီဟာကိုဖြတ်ပြေးဖို့မစင်စားနဲ့ဒီလင့်ကိုဖြတ်ပြေးဖို့မစင်စားနဲ့ခွေးတောင်စားဒီလင့်ကိုဖြတ်ပြေးဖို့မစင်စားနဲ့ဒီဟာကိုဖြတ်ပြေးဖို့မစင်စားနဲ့ဒီခွေးတောင်စားရဲ့အကောင့်ခဏနေလူတွေကလေငါကဘတော်မှငြိမ်မခံဘူးဆိုတာငါအမှန်တရားကြောင့်ငါဘတော်မှငြိမ်မခံဘူးငါအမှန်တရားကိုငြိမ်မခံခဲ့လို့လေအခုလိုအမှန်တရားတွေပေါ်လာတာပဲဘတော်မဆိုဘတော်မှငြိမ်မခံဘူးအမလေးခွင့်လွတ်လိုက်ပါလားသေတောင်ခွင့်မလွတ်ဘူးနင်တို့တွေကိုငါအမုံကြိတ်မှာအခုကတားလိုက်ရမပြီးသေးလို့တချို့ကိစ္စတွေကငါငြိမ်ခံနေထားတာတားလိုက်ရပြီးတော့ဖာတယ်တွေကိုဘလို့ဖြုတ်မလဲဆိုတော့နင်တို့စောင့်ကြည့်လိုက်ငါပြောပြီးသားတော့ငါရှာထားတဲ့ပတ်စံနင်တို့တရားစွဲဖို့ပဲလို့ဘယ်နှကြိမ်ပြောရမှာတော့လူအောက်တန်းစားတဲ့35000ကျင်းတော့နေသူတဲ့ခွေတောင်စားနေငါတဲ့စိန်ခေါ်တာငါလုံညာနေတဲ့ကြားတဲ့တောင်စားတွေကတမောက်